တောင်ကြီးမြို့ရဲ့တောင်ဘက်ကျောက်တလုံးလမ်းမမီးတင်မှာရှိတဲ့ဟန်စီရွာရှိဟောင်းရွှေလင်ပန်းဖျားမဟာမုနိစီတော်မြတ်ကြီးဖြတ်ရှိမှဖြတ်သွားပြီလို့ရှိရင်ရွာအတွင်းကနေ2မိနစ်ခန့်သွားလိုက်ရင်ရောက်မဲ့ညီကျဲနေကခွဲရှိတဲ့ခြံလေးရောင်းပေးချင်ပါတယ်ခင်ဗျာအဲ့ဒီခြံလေးကဆိုရင်ရွာအတွင်းဖြတ်ပြီးရနဲ့ကက်ကူလမ်းဟောင်းထဲကိုသွားပြီးတော့ဝင်သွားလိုက်ပြီးလမ်းဟောင်းရဲ့ကြောက်ချောလမ်းမရဲ့တခွင်းငုံမှာတည်ရှိပါတယ်ခင်ဗျာဒီကြောက်ချောလမ်းမကြီးကနေပေတရားတော့ဝင်ရောက်ပါပြီခင်ဗျာရှေ့ချမ်းနေပါဒါလေးကဒီခြံလေးရဲ့မျက်နှာစာဖြစ်ပါတယ်မျက်နှာစာလမ်း3ဖက်ပါပါတယ်ခင်ဗျာခြံရှိမျက်နှာစာလေးကပေချေ980ရှိပါမယ်ခင်ဗျာဒီမိုးဆောင်သွားလို့အဆင်ပြေတဲ့လမ်းလေးပါခင်ဗျာပိုင်ဆိုင်မှုဒီနေ့ကတော့ပုံစံခုံပါမယ်ခင်ဗျာပိုင်တနိုင်စိတ်ပြိုးရှင်များအတွက်အဆင်ပြေတဲ့မြေလေးဖြစ်ပါတယ်ဒီချန်လေးကိုစိတ်ဝင်စားလို့ရှိရင်ရနာတောင်ကြီးအိမ်ချမ်းမြေကျိုးဆောင်လုပ်ငန်းကိုဆက်သွယ်ပေးပါခင်ဗျာဒီချန်လေးကလမ်း3ဖက်ပါပါမယ်ဗျခြံရဲ့တစ်ဖက်တစ်ချက်မှာတော့ထောပတ်ခြံလေးတွေရှိပါတယ်အခုကြောက်ချုံနဲ့တကွင်းငုတ်ပါတည်ရှိပါတယ်ခင်ဗျာ